မင်္ဂလာပါခင်ဗျာလူကြီးမင်းကိုရာသက်ကြီးပုံမှာ314ကိုဝင်ပြက်စေရန်အကြံနှင့်ပြုသောပြုလုပ်မှုဖြင့်သေစေခြင်းအကြောင်းကိုရှင်းလင်းတင်ပြပေးပါမယ်ကနဦးအနေနဲ့ရာသက်ကြီးပုံမှာ314ဤသဘောတရားများကိုဥစွာတင်ပြပါမယ်ကိုဝန်ဆောင်မိန်းမဤသဘောတူညီချက်ဖြင့်ကိုဝင်ပြက်စေခြင်းအကြောင်းတို့ကိုဝင်ဆောင်မိန်းမဤသဘောတူညီချက်မပါရှိဘဲကိုဝင်ပြက်စေခြင်းအကြောင်းတို့နဲ့ပတ်သက်ပြီးတော့မှရာသက်ကြီးပုံမှာ312ရာသက်ကြီးပုံမှာ373တို့မှာပြဋ္ဌာန်းထားပါတယ်ဒီပြဋ္ဌာန်းချက်တွေကိုလည်းပဲတင်ပြရှင်းလင်းတင်ပြလို့ရှိပါတယ်အခုတင်ပြမယ်ရာသက်ကြီးပုံမှာ314ကတော့ကိုဝင်ပြက်စေရန်အကြံနဲ့ပြုလုပ်လို့ကိုဝင်ဆောင်မိန်းမတည်ဆုံးရင်ပြုလုပ်တဲ့သူကိုပြစ်ဒဏ်စီရင်ဖို့ပြဋ္ဌာန်းထားတဲ့ပုံမှာပဲဖြစ်ပါတယ်အရှင်းလင်းဆုံးပြောရလို့ရှိရင်ကိုဝင်ပြအောင်ပြုလုပ်တယ်အဲ့လိုပြုလုပ်လိုက်လို့ကိုဝင်ဆောင်မျိုးသမီးတည်ဆုံးသွားတယ်အဲ့ဒါဆိုလို့ရှိရင်ဒီပုံမှာအရာပြစ်မှုကျူးလွန်ရာရောက်တယ်လို့ပြောတာပဲဖြစ်ပါတယ်ရာသက်ကြီးပုံမှာ314ရဲ့ပြစ်မှုအင်္ဂါရပ်များကိုထပ်မံပြီးတော့မှတင်ပြပါမယ်ရာသက်ကြီးပုံမှာ314နဲ့အကျုံးဝင်ရန်ပြစ်မှုအင်္ဂါရပ်တွေကတော့နံပါတ်1အချက်ကိုဝင်ဆောင်မိန်းမဖြစ်ခြင်းနံပါတ်2အချက်တရားခံသည်ထိုမိန်းမအားပြုလုပ်မှုတစ်ခုခုကိုပြုခြင်းနံပါတ်3ကိုဝင်ပြက်စီရန်အကြံနှင့်ပြုခြင်းနံပါတ်4ထိုသို့ပြုလုပ်မှုကြောင့်ကိုဝင်ဆောင်မိန်းမတေရခြင်းဆိုပြီးတော့ဖြစ်ပါတယ်ရာသက်ကြီးပုံမှာ314မှာဆိုရင်တော့ဒီပြစ်ဒဏ်ပေးအပ်တဲ့အပိုင်းမှာအပိုင်း2ပိုင်းပါဝင်ပါတယ်ပထမအပိုင်းကတော့ခုကျွန်တော်တင်ပြသွားတဲ့အင်္ဂါရက်တွေပဲဖြစ်ပါတယ်ဒုတိယအပိုင်းနဲ့အကျုံးဝင်ဖို့ဆိုလို့ရှိရင်တော့သူကဒုတိယပိုင်းအတွက်ဆိုလို့ရှိရင်တော့စောစောကတင်ပြသွားတဲ့အချက်၄ချက်အပြင်နောက်ထပ်တစ်ချက်ကကိုဝင်ဆောင်မိန်းမကသဘောမတူပဲပြုခြင်းဆိုပြီးဖြစ်ပါတယ်ဒီအင်္ဂါရက်တွေနဲ့ပတ်သက်လို့ရာသက်ကြီးပုံမှာ314နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်သူဒီပြစ်ဒဏ်ပေးထားတဲ့အပိုင်းဒီ2ပိုင်းပါဝင်ပါတယ်ပထမတစ်ပိုင်းကတော့ကိုဝင်ဆောင်မိန်းမကသဘောတူညီပြီးတော့မှဆောင်ရွက်တဲ့အနေအထားမျိုးမှာကိုဝင်ဆောင်မိန်းမသေဆုံးသွားတာဒုတိယပိုင်းကကြတော့ကိုဝင်ဆောင်မိန်းမကသဘောတူညီမှုမရှိဘဲနဲ့ဆောင်ရွက်တဲ့အခြေအနေမှာကိုဝင်ဆောင်မိန်းမသေဆုံးသွားတာအဲ့တော့အပိုင်း2ပိုင်းပါဝင်ပါတယ်ဒါကြောင့်မို့လို့ပထမအပိုင်းနဲ့ဆိုလို့ရှိရင်တော့ကိုဝင်ဆောင်မိန်းမဖြစ်ခြင်းဒီကိုဝင်ဆောင်မိန်းမကိုပြုလုပ်မှုတစ်ခုခုပြုခြင်းဒီလိုပြုလုပ်တာဟာဆိုလို့ရှိရင်ကိုဝင်ပြက်စီရန်အကြံနဲ့ပြုခြင်းဒီလိုမျိုးပြုလုပ်ရက်တွေကြောင့်မို့လို့ကိုဝင်ဆောင်မိန်းမတေရခြင်းဆိုပြီးတော့ဒါပထမပိုင်းမှာဒုတိယပိုင်းကကျတော့စောစောကပြောခဲ့တဲ့အချက်၄ချက်အပြင်နောက်တစ်ခုကနံပါတ်5အနေနဲ့အချက်တိုးသွားတာကကိုဝင်ဆောင်မိန်းမကသဘောမတူပဲပြုခြင်းဆိုပြီးဖြစ်ပါတယ်ပြစ်ဒဏ်ပိုင်းနေမှာလည်းပဲကျွန်တော်တို့ကွဲပြားပါတယ်ပြစ်ဒဏ်ပိုင်းမှာဆိုလို့ရှိရင်ဒုတိယပိုင်းဟာဆိုရင်ပြစ်ဒဏ်ပုံမှုပြီးတော့မှကြီးလေးပါတယ်အဲ့လိုမျိုးတွေကျွန်တော်ဒါကတော့ရာသက်ကြီးပုံမှာ314ရဲ့ပြစ်မှုအင်္ဂါရဲ့အချက်လက်များပဲဖြစ်ပါတယ်လူကြီးမင်းကတရားလို့ဆိုလို့ရှိရင်တရားခံအနေနဲ့အခုတင်ပြခဲ့တဲ့ပြစ်မှုအင်္ဂါရက်တွေနဲ့ညီစွန်းပါတယ်ဒီပြစ်မှုအင်္ဂါရက်တွေကိုကျူးလွန်ဖောက်ဖျက်ခြင်းရှိပါတယ်ဆိုတာတွေကိုသက်သေထင်ရှားတင်ပြရမှာဖြစ်ပါတယ်လူကြီးမင်းကတကယ်လို့တရားခံဆိုလို့ရှိရင်တော့ဒီပြစ်မှုအင်္ဂါရက်တွေနဲ့ညီစွန်းခြင်းမရှိပါဘူးအကျုံးဝင်ခြင်းမရှိပါဘူးဆိုပြီးတော့မှခုခံခြေပရမှာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့မှပြစ်ဒဏ်ပြဋ္ဌာန်းချက်များကိုတင်ပြပါမယ်ကျွန်တော်တို့စောစောကပြစ်မှုအင်္ဂါရက်မှာလည်းပဲ2ပိုင်းရှိတယ်လို့ပဲပြစ်ဒဏ်ပြဋ္ဌာန်းချက်မှာလည်းပဲ2ပိုင်းပိုင်းထားပါတယ်ပထမပိုင်းအနေနဲ့ဆိုလို့ရှိရင်တော့ကိုဝင်ပြက်စေရန်အကြံဖြင့်ကိုဝင်ဆောင်မိန်းမသေအောင်ပြုလုပ်မှုတစ်ခုခုကိုပြုလျင်ထိုသူကို10နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်လို့ပြဋ္ဌာန်းထားပါတယ်နောက်ဒုတိယပိုင်းကတော့ထိုသို့ပြုလုပ်မှုကိုကိုဝင်ဆောင်မိန်းမကသဘောမတူပဲပြုလျင်ထိုသူကိုထောင်ဒဏ်20ဖြစ်စေအထက်ကဖော်ပြခဲ့တဲ့ပြစ်ဒဏ်မျိုးဖြစ်စေချမှတ်ရမည်ဆိုပြီးတော့မှပြစ်ဒဏ်ပြဋ္ဌာန်းချက်အနေနဲ့ရာသက်ကြီးပုံမှာ314မှာပြဋ္ဌာန်းထားပါတယ်ဆက်လက်ပြီးတော့ရာသက်ကြီးပုံမှာ314ရဲ့ကျင့်ထုံးဆိုင်ရာအချက်လက်များကိုရှင်းလင်းတင်ပြပါမယ်ကျင့်ထုံးဆိုင်ရာချက်လက်တွေနဲ့ဆိုလို့ရှိရင်တော့နံပါတ်1ချက်ရဲအရေးမပိုင်ရာသက်ကြီးပုံမှာ314အမှုဟာဆိုလို့ရှိရင်ရဲရေးမပိုင်ပါဘူးတဲ့တ
တရားရုံးကိုဥတိုက်လျှောက်ထားတိုင်တန်းရတဲ့အမှုအမျိုးအစားဖြစ်ပါတယ်နံပါတ်2ချက်အာမခံမပေးနိုင်ဆိုလိုချင်တာကတော့တရားခံအနေနဲ့အမှုကိုအချုပ်ထဲကနေပြီးတော့ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒီအမှုမျိုးအတွက်ဆိုလို့ရှိရင်အာမခံမရရှိပါဘူးဆိုတဲ့သဘောကိုပြောချင်တာဖြစ်ပါတယ်နံပါတ်3ကြေအေးခွင့်မရှိဒီအမှုကိုတရားလိုတရားခံနှစ်ဦးနှစ်ဖက်ကြေနပ်ကြေအေးခြင်းတောင်မှကြေအေးခွင့်မရှိပါဘူးတဲ့တကယ်လို့နှစ်ဦးနှစ်ဖက်ကြေနပ်ကြေအေးခြင်းနဲ့အမှုကိုလည်းဆက်လက်ပြီးတော့မှဆောင်ရွက်လို့စိတ်မရှိတော့ဘူးဆိုလို့ရှိရင်တောင်မှတဲ့ဥပဒေရုံးကနေတဆင့်အမှုရုပ်သိမ်းခြင်းနီလန်းဆောင်ရွက်ပြီးတော့မှပဲစ조사ရမှာဖြစ်ပါတယ်လို့ပြောချင်တာပဲဖြစ်ပါတယ်နံပါတ်4ချက်ဆက်ရှင်တရားရုံးဆိုလိုချင်တာကတော့ဒီလိုအမှုမျိုးဆိုလို့ရှိရင်ဆက်ရှင်တရားရုံးခရိုင်တရားရုံးတွေကနေပြီးတော့မှစစ်ဆေးစီရင်နိုင်ပါတယ်ဆိုတာကိုပြောထားတာပဲဖြစ်ပါတယ်ရာဇကြီးပုံမှာ314နဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေနဲ့ပြင်မှုအင်္ဂါရက်တွေပြစ်ဒဏ်တွေကျင့်ထုံးဆိုင်ရာအချက်လက်တွေကိုတင်ပြပြီးတဲ့အခါမှာတိမက်ဖွယ်ရာမှတ်စုအချက်အချို့ကိုလည်းပဲထုတ်နှုတ်ပြီးတော့တင်ပြခြင်းပါတယ်ဒီမှာဆိုရင်နံပါတ်1အချက်အနေနဲ့ဆိုလို့ရှိရင်သေစေရန်အကြံရှိရန်တော်၎င်းသေစေတန်ရာတီကိုသိရန်တော်၎င်းမလိုအပ်ပါတဲ့ရာဇကြီးပုံမှာ314ပြင်မှုမှာပြင်မှုမြောက်ဖို့ရအတွက်ဆိုရင်သေစေရန်အကြံတို့ကျွန်တော်တို့ရှေ့မှာလူတတ်မှုတို့လူသေးမှုတို့အဲ့ဒါတွေတော့ကလိုမျိုးသေစေရန်အကြံသေစေတန်ရာတီကိုသိစေရန်အကြံအဲ့လိုအကြံတွေကို तू ကအဲ့လိုအကြံနေနဲ့ပြုလုပ်တယ်အဲ့လိုအကြံတွေကိုသိရှိပြီးတော့မှ तू ကနေပြီးတော့မှပြုလုပ်တယ်အဲ့လိုပြုလုပ်တယ်ဆိုလို့ရှိရင်ဒါသည်ပြင်မှုမြောက်တယ်လို့ပြောထားပါတယ်သို့တော့ရာဇကြီးပုံမှာ314အမှုမှာဆိုလို့ရှိရင်နော်သေစေရန်အကြံရှိရန်တော်၎င်းသေစေတန်ရာတီကိုသိရန်တော်၎င်းမလိုအပ်ဘူးတဲ့နောက်နံပါတ်2ချက်ကကြတော့တရားခံအနေဖြင့်ဂယုတစိုက်ပြုလုပ်ခဲ့ပြီးမမျော်လင့်သည့်အကြောင်းကြောင့်သေဆုံးရပါသည်ဟုထူးခြေခြင်းမပြုနိုင်ချေလို့ပြောထားပါတယ်ဆိုလိုချင်တာကတော့တရားခံပြုလုပ်တဲ့သူစောစောပြောတဲ့ဒီကိုဝင်ဆောင်မိမကိုကိုဝင်ပြက်စေရန်အကြံနဲ့ပြုလုပ်တဲ့သူအဲ့ဒီလူကနေပြီးတော့မှသူကနေပြီးတော့မှဂယုတစိုက်ပြုလုပ်ခဲ့ပါတယ်မမျော်လင့်တဲ့အကြောင်းကြောင့်သာလာအကြောင်းကြောင့်သာလာလျင်ဒီကိုဝင်ဆောင်မိမဟာတည်ဆုံးသွားရတာဖြစ်ပါတယ်ဆိုပြီးတော့သူအဲ့လိုမျိုးထုချေလို့မရရှိပါဘူးတဲ့အဲ့လိုမျိုးမထုချေနိုင်ပါဘူးတဲ့အဲ့လိုကြောင့်ဖြစ်ပါတယ်သူ့မှာအပြစ်မရှိပါဘူးသူကအဲ့လိုမျိုးထုချေလို့မရပါဘူးတဲ့သူဟာသူဂယုတစိုက်ပဲလှုပ်မမျော်လင့်တဲ့အကြောင်းကြောင့်ပဲဖြစ်ဒါကတော့ဒီပြစ်မှုကိုကျူးလွန်တာပဲဖြစ်ပါတယ်ဒီဥစ္စာအတွက်နဲ့တော့ဒီသေဆုံးမှုဟာဆိုလို့ရှိရင်ဒီအကြောင်းပြချက်တွေကြောင့်သေဆုံးရပါတယ်ဆိုပြီးတော့မှထုချေခြင်းမပြုနိုင်ဘူးလို့ဆိုလိုထားတာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကိုဝင်ပြက်စီတယ်ဆိုတဲ့လောက်ရက်ကိုကမတရားတဲ့ပြုလုပ်မှုကိုပြုခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ထိုပြုလုပ်မှုအတွက်တာဝန်ရှိရမယ်တာဝန်ကိုခံရမယ်ဆိုတဲ့သဘောကြောင့်မို့လို့ဆော့ဆော့ကပြောတဲ့လိုမျိုးဂယုတစိုက်ပြုလုပ်ပါတယ်ဆိုတဲ့အချက်တွေမမျော်လင့်တဲ့အကြောင်းကြောင့်ဖြစ်ပါတယ်ဆိုတဲ့အချက်တွေနဲ့ထုချေခြင်းမပြုနိုင်တာပဲဖြစ်ပါတယ်နံပါတ်3ချက်မိမအနေနဲ့တကယ်ပင်ကိုဝင်ရှိသည်မရှိသည်ဆိုသောအချက်သည်ဗလာနာမဟုတ်ပါဘူးတဲ့ဒီမိမမှာကိုဝင်တကယ်ရှိတယ်ကိုဝင်တကယ်မရှိဘူးဆိုတဲ့အချက်ကဒီပုံမှာတော့အဓိကမဟုတ်ပါဘူးတဲ့တကယ်ပင်ကိုဝင်မရှိတော့လဲပဲကိုဝင်ပြက်ရန်အကြံနဲ့ပြုတ်ပြီးတော့မှထိုမိမတည်သွားရတယ်ဆိုရင်ဤပုံမှအရာပြစ်မှုမြောက်ပါတယ်အဲ့လိုမျိုးကျွန်တော်သိမှတ်ဖွယ်အချက်ကလေးတွေပါဝင်ပါတယ်ဒီနောက်ဆုံးချက်ဆိုလိုချင်တာကတော့ဒီမိမသည်အမှန်တကယ်ကိုဝင်ရှိတယ်မရှိတယ်ဆိုတဲ့အချက်သည်အဓိကမဟုတ်ပါဘူးတကယ်လို့ကိုဝင်မရှိတော့လဲပဲသူကသူ့ရဲ့အကြံကိုဝင်ဖြတ်စေရန်အကြံနဲ့ပြုတ်လုပ်လိုက်လို့ဒီမိမသေရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကဒီပုံမှအရာပြစ်မှုမြောက်ပါတယ်ဆိုတဲ့သဘောကိုပြောချင်တာပဲဖြစ်ပါတယ်ဒါကတော့ရာဇကြီးပုံမှာ314နဲ့ပတ်သက်ပြီးတော့မှသိမှတ်ဖွယ်ရာအချက်အချို့ကိုတင်ပြတာပဲဖြစ်ပါတယ်အခုကျွန်တော်ရှင်းလင်းတင်ပြတော့တာကတော့ရာဇကြီးပုံမှာ310နဲ့မှ4ကိုဝင်ပြတ်စေရန်အကြံဖြင့်ပြုလုပ်မှုဖြင့်သေစေခြင်းအကြောင်းပဲဖြစ်ပါတယ်လူကြီးမင်းအနေနဲ့နောက်ထပ်သိလို့တဲ့ရာဇကြီးပုံမှာတွေအကြောင်းကိုမေးမြန်းနိုင်ပါတယ်နောက်ထပ်လည်းပဲပြည်သူအတွက်ရာဇကြီးမတ်စုအစီအစဉ်ကနေပြီးတော့မှရာဇကြီးပုံမှာတွေအကြောင်းကိုအများပြည်သူတို့အနေနဲ့စာဖတ်เสียမလို့ပဲအတန်ဖိုင်နဲ့နားထောင်လို့ရအောင်စူးစမ်းပြီးတော့တင်ပြသွားအောင်ပါပဲဖြစ်ပါတယ်ဥပဒေဘုဒ္ဓများကိုစိတ်ဝင်စားရှာဖွေလေ့လာတဲ့အတွက်လည်းပဲကျေးဇူးအများကြီးတင်ရှိပါတယ်